မင်္ဂလာပါမိတ်ဆွမ်းခလေးစားရပါတော့အမျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးနှင့်ပြည်ထောင်စုဝန်ကြီးများအမျိုးသားလွတ်တော်ကိုယ်စားလှယ်များအားလုံးကြားမှချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ရှမ်းပြည်နယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်အမ30မှစိုက်ဝင်းခိုင်ဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာလွတ်တော်ဆိုင်ရာပုံမှခွဲပုံမှ9ပုံမှခွဲကငယ်ရနိုင်ငံသားများ၏မူလအခွင့်အရေးများရရှိခံစားနိုင်ရေးကိုသိရှိလျက်ရေးဥပဒေပုံမှ30ပုံမှခွဲကငယ်ရတက်ဆိုင်ရာအစိုးရဝန်ကြီးများအားအောက်ပါကျပွင့်ပြမိခုများကိုမင်းများအပ်ပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာ2023ခုနှစ်အတွင်းနိုင်ငံရေးများမှတ်ပုံတင်နိုင်ရေးအတွက်ပါတီနိုင်ငံရေးတည်နိုင်ရေးအတွက်တက်ဆိုင်ရာမြို့နယ်ရှိပါတီဝန်စည်းရင်းများအားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်မြို့နယ်လာဝကဦးစီးဌာနတို့မှစစ်ဆေးရာတွင်၎င်း2025ဒီဇင်ဘာလရွေးကောက်ပွဲအတွက်မဲစည်းပြုစုရာတွင်၎င်းနိုင်ငံသားစစ်စီရေးကပြအမှတ်များထပ်နေသည်ဆိုကာပါတီဝင်စည်းရင်များပယ်ဖျက်ခံရခြင်းမဲဆန္ဒပယ်ဖျက်ခံရခြင်းများရှိခဲ့ပါတယ်တို့ပင်ယခုအခါလာဝကမှ UID ကများထုတ်ပေးရာတွင်လည်းဖော်ပြပါနိုင်ငံသားစစ်စီရေးကအမှတ်ထပ်နေဒီများအနက်နောက်ကြမှ UID ကလုံနေတူများက UID ကလုံမရသည့်ပြဿနာများကိုကြုံတွေ့နေရပါတယ်ထိုပြဿနာများကိုမြို့နယ်လာဝကရုံးတို့တောရောက်ပြောဆိုတဲ့အခါနိုင်ငံသားစစ်စီရေးကအတိထပ်မံလုပ်ပေးမယ်ပြီးဖြစ်ပါ၍ကအတိလုပ်ပေးပါရန်ညွှန်ကြားချက်များရှိတယ်လို့ဖြေကြားအပ်ပါတယ်ဖြေကြားခဲ့ပါတယ်ဖော်ပြပါမှကပ်ပြထပ်တူများအစုမှာနိုင်ပါအတိများရယူလို့မိမိမူလနံပါတ်ဖြစ်တဲ့ဖြစ်ဆောင်ရွက်နေတော့အင်္ဂယာရင်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာစာချုပ်စာတမ်းများ passport စာအုပ်များမှတ်တမ်းမှတ်ရများအားလုံးတရားမဝင်ဖြစ်မှာကိုစိုးရင်တစ်ဖြစ်နံပါတ်1ကပြမလုပ်ရဲပဲနိုင်ငံသားစစ်စီနိုင်ငံသားအခွင့်အရေးရှုံးနေရပါတယ်ခင်ဗျာ UID ကလုံမရတစ်ဖြစ်ပို၍အခက်ခဲများတွေ့ဆုံကာနိနာရှုံးချမှုများကြုံတွေ့ရပါတယ်အထူးသဖြင့်ဤကိစ္စရပ်များဒီနေဆက်ဒေတာမှများစွာဖြစ်ပေါ်နေရသည်ကိုတွေ့ရှိရပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာတို့ဖြစ်ပါ၍အောက်ပါမေးခွန်းများကိုပြည်သူလူထုရဲ့ကိုစားမြင်းများအပ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာတိနိုင်ငံသားစစ်စီရေးကပြအမများမိအပေကြောင့်ထပ်တိကိစ္စပေါ်ပေါက်နေရပါတနည်းနိထိုကဲ့သို့ထပ်နေရတဲ့ကပြများအမဥစွာရရှိသူအားမိကဲ့သို့စီစီ၍၎င်း၏နိုင်ငံသားအခွင့်အရေးမရှုံးရှမ်းရအောင်ကာကွယ်ဆောင်ရွက်ပေးမည်နီတုံးမတမာမှုမွေများကြောင့်နိုင်ငံသားစစ်စီရေးကပ္ပအများထပ်နေသည်ကိုတွေ့ရှိပါကမိကဲ့သို့အရေးယူဆောင်ရွက်ပေးမည်နီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာလူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကဖြေကြားပေးဖို့ဖြစ်ပါတယ်